Highland Revo 4-wheel တွေကလေလံမှာတွေးဖို့ခက်တဲ့ကားမျိုးစားတွေကတစ်စီးဖြစ်ပါတယ်။ဒီကားက2018 model Smart Cut 2.8 ကိုမှ G-Grade နဲ့လာတာဖြစ်ပြီးတော့ 4-wheel manual ဖြစ်ပါတယ်။ 4-wheel model ဆိုတာလေလံမှာတွေ့ရတာရှားပါတယ်။အများစုက 2-wheel ပဲတွေ့ရတတ်ပါတယ်။ဒီမျိုးစားဆိုရင် market ထဲမှာ4သိန်းခွဲကနေ6သိန်းခွဲအထိရှိတတ်ပါတယ်။ဒီကားကလေလံခုံပေါ်ရောက်မှဈေးဖွင့်မဲ့ကားဖြစ်ပါတယ်။အခုဘယ်လောက်နဲ့စဖွင့်ထားလဲဆိုတာကြည့်လိုက်ရအောင်။4သိန်းခွဲနဲ့စဖွင့်ထားပြီးတော့ချက်ချင်းဆိုသလိုပဲလေလံဈေးစပေးနေပါတယ်။ 4-wheel ဆိုတော့လည်းအပြိုင်ဆိုင်လိုက်နေကြပါတယ်ဈေးကတော့စတိုက်ဆိုလိုပဲထိုးတက်နေပါတယ်ဒီရှေ့ကကျွန်တော်မိတ်ဆွေတယောက်ကလည်းဈေးလိုက်ပေးနေပါတယ်ဒီကားကလေလံအောင်ပြီးရင်နောက်ထပ်ကုန်ကျစရိတ်က9000ကျော်ထပ်ရှိပါသေးတယ် 4-wheel highlight ကိုရှာနေတဲ့သူတွေဆိုရင်ဒီလိုလေလံကားကိုလာဆွဲနိုင်ပါတယ်လေလံဆွဲဖို့အတွက်ဝန်ဆောင်မှုလိုအပ်တယ်ဆိုရင်ရှောက် H Auto ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျာလေလံဘလောက်နဲ့ပြီးသွားမလဲဆိုတာဆက်ကြည့်လိုက်ရအောင်ပါအခုဆိုရင်ဈေးတက်တာတဖြည်းဖြည်းနေလာနေပါပြီ9,1400နဲ့လေလံက online ကနေအောင်သွားပါပြီအပြီးစီးဆိုရင်59 58လောက်ရောက်သွားပါတယ်မိတ်ဆွေတို့ရောဒီကားကိုတန်နဲ့ထင်ကြပါသလား